ကဲခုဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်တလုံးမှာပြီးသွားတဲ့ဒီတလားတဓာကြီးကိုပေါ့နော်ဒီတင်းင်းကုန်နေတဲ့ညနေဆောင်လေးမှာနေဝင်ချိန်လေးကိုအတူတူကြည့်ရင်းနဲ့သွားမှာပေါ့နော်ဒါကတကယ်တမ်းပြောရင်တော့ကျွန်တော်ဒီတဓာဖွင့်တာတော့နည်းနည်းတော့ကြာသွားပြီအရင်တော့လူတွေလမ်းပေးလျှောက်တယ်လို့ပြောတယ်စီကံမဲမှုတွေအကြောင်းလမ်းလျှောက်တာကိုပိတ်လိုက်ပြီလို့လည်းကြားတယ်ပေါ့နော်ကျွန်တော်ပထမဦးဆုံးအကြိမ်သွားဘူးတာပေါ့နော်တဓာကြီးဖွင့်တာကြာသွားညာလည်းပဲသူမြဟိုစဖွင့်ခင်တော့ line ပေါ်မှာလည်းတွေ့ကြမှာပါဒီတဓာကြီးကဘာဖြစ်တယ်ညာဖြစ်တယ်လှတယ်သွားကြတာပေါ့နော်အခုတော့ကျွန်တော်ကိုနိုင်ကဲတဓာကြီးကတော့ဇောက်ကြီးကတော့အနက်ကြီးပဲနော်တွေ့လားတက်ပြီနော်တဓာတော့တက်ချင်တော့ဒီလမ်းတိုင်းသွားပါမယ်ဖြစ်ပါတယ်ကဲတက်ပါပြီခင်ဗျပထမဆုံးအချိန်လေးပဲဖြစ်ပါတယ်တဓာကြီးပေါ်တက်ပါပြီတဓာကြီးစဖွင့်ခင်တော့လူတွေတော်တော်ရှုပ်တာပေါ့နော်ကားတွေတော်တော်ရှုပ်တော့မသွားပြစ်ဘူးခုမှပဲပထမဆုံးအချိန်သွားပြစ်သွားတာပေါ့ဂုံးတက်ဆိုတော့အတက်ကရှည်တယ်အစင်းလည်းရှည်တယ်ဆိုတော့ကားကတော့ကြမ်းခိုင်ဖို့တစ်ခုရှိဖို့လိုတယ်ဒါတော့လည်းယုံနေရအဲကွန်ပြလိုက်ပြီနော်ကားနဲ့ယုံနေရပြီတဲ့ကားအင်ဂျင်လေးလည်းယုံရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတခုတော့သတိထားပဲကားတော့ကောင်းဖို့လိုမယ်တော်မြင့်နေလို့ပြောရမှာเนาะဒီတရားတော်မြင့်နေတရားပါဗျာအတက်ကောအစင်ရောသတိထားပေးပါလက်လို့စပယ်မလုပ်ပါနဲ့ဘယ်ဘက်မှာရန်ကုန်မြစ်ကြီးကိုလမ်းတွေ့ရမှာပဲဖြစ်ပါတယ်အမပြည်ရင်မောင်းနာပြလို့ရတယ်ရှေ့ကိုပြန်ပြမယ်ကျွန်တော်တို့စပြီးတော့ဆင်းပါပြီဒလဘက်ကိုစဆင်းနေပါပြီအဲကုန်းလေးပြန်ဖွင့်မယ်โอ้ဘောဘက်မှာဒလနော်တခါမှမရောက်ဘူးဒီဘက်နော်ရောက်ဘူးလားမရောက်ဘူးနော်ကျွန်တော်တခါမှမရောက်ဘူးဒလဘက်ကိုဒီဟာနိုင်ပြီးတော့ဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီရန်ကုန်ပင်လယ်ဝကိုပြန်ရောက်တယ် Lighthouse ဘက်ကိုရောက်တယ်လို့ပြောဘူးတယ်ဘာဆိုလားမသိပါဘူးဘာကမ်းခြေဆိုလားမသိပါဘူးလက်ခုတ်ကုန်းဘာဆိုလားမသိဘူးကမ်းခြေတစ်ခုရှိတယ်ဒါပေမဲ့အဲ့ကမ်းခြေကတော့တော်တော်ကြီးကိုညစ်ပတ်ပါတယ်ခြေကတော့ရန်ကုန်တစ်မျိုးလုံးမှာရှိရဲ့အငင်းခြေတွေအကုန်လုံးအဲ့ကိုရောက်သွားတယ်လို့ပဲကျွန်တော်တို့မြင်တာပဲဆိုတော့မသွားတော့ပါဘူးအဲ့လိုတော့မောင်းရမယ်2နာရီလောက်တော့မောင်းရမယ်လို့ကျွန်တော်စိတ်တယ်ကဲတရားကြီးဆုံးသွားပါပြီခင်ဗျာရှေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တရားဝင်ကြီးပေးရတယ်မြို့ဝင်ကြီးပေးရမယ်ဒီဘက်မှာမြန်မာကိုရီးယားချစ်ကြည်ရေးတရားတဲ့ကိုဆယ်အိမ်နဲ့ကန်းကြီးဟုတ်တယ်10အိမ်နဲ့ကန်းကြီးရှိပါတယ်တက်သွားရင်ဒါပေမဲ့ညစ်ပတ်ပါတယ်မသွားပါဘူးရေတွေညစ်ပတ်တာကိုပြောတာပါတော်တော်ကြီးတော့အမြန်သွားပါတယ်အရင်တော့ဆိုတင်မောစီးဖို့အတွက်အောက်မှာတင်မောစိတ်ကံကိုသွားကရိုစိတ်ကံလားအဲ့မှာကရိုစီလှိုင်းကြီးလေတန်းလေးကြောက်ရမယ်အခုလိုမိုးရသည်ပါညာဆိုတော့လှိုင်းတွေပဲကြောက်ရတာပေါ့နော်ဆိုတော့အဲ့တန်တွေတော့ကင်းသွားတယ်ရောက်တဲ့ခီးရလဲအခုဘယ်လောက်မောင်းအောင်9မိနစ်လောက်ပဲရှိတယ်နော်ဟုတ်တယ်မဒီတရားကိုဖြတ်တာပြန်ကိုကျင်ပဲနားကိုရမယ်မင်းနော်ပြန်ကိုကျင်ဘူးကကျော်တော့ကိုလေးရမှာကိုလေးရမှာဟုတ်ကဲ့ဟုတ်အဲ့တော့ဒီဘက်ကြောကိုလို့ရမယ်ဆိုတော့ကျွန်တော်ဒီဘက်ကြောပြန်ယူမယ်ကဲအခုဆိုတော့မြို့ရဲတော့ကြည့်မှာလားဩဘယ်နဲ့ညာနဲ့မအောင်အဲ့လိုပဲ secondary ဟိုအဲ့ဒါမှပြဒါကတော့ဗာမြို့လို့ပြောရမှာတလားမြို့ပေါ့နော်ဆိုတော့ဒီမှာတော့တုတ်လေးတွေပေါ်တယ်ဘယ်ဘက်ချမ်းမှာညာဘက်ချမ်းမှာဆိုတုတ်တွေတောက်လျှောက်ပဲเนาะအဲ့မှာတုတ်တွေပေါ်တယ်တုတ်တွေပါစီးလို့ရမယ်ဗျာရန်ကုန်မြို့မှာတစီတွေပါတယ်ဒီမှာစီးလို့ရဒီတီးတလောက်ကတော့ဒီဒလအင်ချမ်းမြေဈေးကွက်ကြီးကတော့ကမောက်ကမနဲ့ကို
ပိုးဆိုးပတ်သက်တွေကိုဈေးတက်သွားလို့ကြာပါဒီတရားကြီးပြီးသွားတဲ့ခံနေရဲ့အချိန်မှာအခုဆိုတော့ပိုးဆိုးပြီပေါ့နော်ဒီမှာဈေးကွက်မြေကွက်တွေကိုထောင်ကျော်တောင်းကျော်တွေဖြစ်ကုန်တယ်လို့ကြားတာပဲဗျဟုတ်ချင်လဲဟုတ်မှာမဟုတ်ချင်လဲမဟုတ်ပုံများပါတယ်ဗျတော့ကျွန်တော်သွားနေတော့တက်တယ်ပဲဈေးကတော့ဟိုဘက်ချက်မှာကွာဘဲဘက်လို့ညာဘက်လို့မှဖြစ်လိမ့်မယ်တရား Okay. ဆိုတော့ စကြည့်မယ် ဒါရန်ကုန်နဲ့အနီးဆုံးမြို့ပြင်ထွက်တယ်လို့ပြောလို့ရနော်ဆိုတော့မြေပုံကြည့်ပြီးတော့တခြားနေရာကြီးသွားလို့တော့ရကောင်းရနိုင်တယ်ဒါပေမဲ့ကျွန်တော် study တေချာမလုပ်ခဲ့ရဘယ်သွားမှမသိဖြစ်နေဒီတိုင်းပဲမြို့ထဲရောက်တော့တန်းပြီးတော့တွေးလို့ကောက်တက်လာတာပဲရှိရပါတော့ဒါရပါလိမ့်မယ်တရားအကောင်ကြက်တော်ဝင်ဖြစ်မစိုးဘူးနော်လာမအကြံတော့တို့ကတော့ shopping center တွေပါဖြစ်လာတယ်တရားနေမျိုးလေးတစ်ခုရောက်သွားသလိုခံစားရတယ်နော်5 လေးရတော့မနက်မှာဒလားမျိုးဆိုရေးထားပါတယ်ရန်ကုန်တိုင်းဒေသကြီးဒလားမျိုးဒါကတော့ 1PS တွေကိတ်ဆုံးတဲ့နေရာလို့ပြောလို့ရတယ်ဟိုမှာနေပါလေးရှိမယ်နော်ကျွန်တော်စီဒီတစုံကိုသွားလို့ရှိရင်တော့ရန်ကုန်ပင်လယ်ဖောက်ကိုရောက်မနေတူပဲနော်ဝိကျွန်တော်မသွားတော့လေနော်တော်ပြီလေစိန်နဲ့ကန်းကြီးကိုရောက်သွားနိုင်တယ်ကျွန်တော်စိတ်တယ်လမ်းလျှောက်ချင်တယ်ဆိုမှတော့ရှောက်တယ်အဝေးပဲလေအဝေးမောင်းအောင်မြေပုံတစ်ချက်လောက်ကြည့်လိုက်ပါလားနော်ဒီလည်းအရှိကြီးပဲကွာနော်အဲ့လောက်ရှိတယ်မသွားနိုင်တော့ပြီးတော့ရန်ကုန်မြို့ကို10မိနစ်လောက်မောင်းလိုက်တာနဲ့ဟိုတကယ်မြို့လေကောင်တောင်းChina Townကိုတန်းရောက်သွားတဲ့ဟာမျိုးဖြစ်သွားတာပေါ့နော်ကိုရီနေမြို့နေရနေပြီးတော့China Townသွားမယ်ဆိုရင်တော့မှမိနစ်30 45မိနစ်လောက်မောင်းရတယ်လေဒီကနေပြီးမောင်းရဆိုရင်10မိနစ်15မိနစ်ဆိုတော့ရန်ကောင်းတာပေါ့မချင်းလုံးရောက်နေဆိုင်တူအော်အေးချိန်ချင်းလေးတွေ့လားချင်းလုံးကြည့်ဒါတော့တကယ်မိန်းလက်မနေရာကြီးဖြစ်သွားတာပေါ့နော်ဒီဘောကအိမ်နေရနော်ဈေးပို့စိုးပတ်တက်သွားမှာတရားနော် plane ဒီမှာလဲကျွန်တော်တို့တန်လင်ကဟိုတန်လင်ရဲ့အိမ်ယာတစ်ခုရှိရလေဘယ်လိုခေါ်တော့အဲ့ကောင်ကြီးမဟုတ်ဘူးလေတန်လင်မှာယူစနာမှာမရှိဘူး Star City လို့မျိုးဒီမှာအဲ့လိုအိမ်ယာတွေပေါ်နိုင်တော့ကောင်းမယ်နော်ဒီနေရာရန်ကုန်ဒီတန်လင်တဲ့ပိုကနီးွားကြီးကွာမျိုးထဲသွားခြင်းတန်လင်ဆိုမျိုးထဲသွားရင်တော်တော်ဝေးတယ်လို့ပြောလို့ရဒီကောင်အများကြီးနီးတယ်အဲ့တော့ Star City လို့အဲ့လိုမျိုးတစ်ခုပေါ်လိုက်တော့ကောင်းတာပေါ့နော်ကျွန်တော်ရှေ့မီးပွားနေပြီးတော့ဘယ်ဘက်ချိုးပြီးတက်တက်သွားမှဆိုကျွန်တော်တွန်တေးတွေပါရောက်တယ်တွန်တေးရောက်ဘူးလားမမရောက်ဘူးတွန်တေးသွားလဲမလားမလို့ကြာနော်တွန်တေးကျွန်တော်လည်းမရောက်ဘူးကျွန်တော်ငငယ်တော့တင်မောဒီတင်မောအကြီးရေပေါ့နော်အဲ့ဒါရေးစီးလို့ရှိရင်တော့တင်မောနဲ့တော့ဖြတ်သွားတွန်တေးတူးမြောင်းနဲ့ဖြတ်သွားပူတာတော့ရှိတယ်အခါမှတော့မျိုးပေါ်တော့မရောက်ဘူးဒါကတော့ဒီနားလေးကတော့ချက်ကြပြီးစီရလို့ပြောလို့ရနော်ရန်ကုန်ဘက်ကိုပြန်ပါမယ်အခု9နာရီနဲ့58မိနစ်နော်မှတ်ထားမယ်နော်9နာရီနဲ့59ကျွန်တော်တို့ရန်ကုန်မြို့ထဲရောက်တဲ့အချိန်မှာဘယ်နှစ်မိနစ်လောက်မှရောက်တယ်ဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဂိတ်လေးကိုစပြီးတော့ဖြတ်မယ်ဟေးပတ်စံမပေးရမှာမပေးရဘူးဆိုတော့ကျွန်တော်တို့နေချင်းပြန်ဒီဟာလေးပြလိုက်ရအောင်မယ် challenge လေးပြလိုက်ရအောင်ဒါလေးကတော့900ပေးရတယ်ကားသေးဆိုလို့ရှိရင်900ကားကြီးဆို1000အခုကနေချင်းပြန်ဖြစ်တဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့ပေးစရာမလိုဘူးလို့တော့ယူဆရတာပဲ EV ရင်များလန်ဒနာအသုံးပြုကောက်ခံပါမည်ပြလိုက်ပါအရင်တော့ EV တွေကတော့ free ပေါ့နော်အခုတော့မရတော့ပါထပ်ပေးရလားမပေးရတော့မသိအော်ပေးရတယ်ပေးရတယ်တဲ့မပေးရအောင်မလို့900ပေးရပါတယ်တဲ့ကျွန်တော်တချို့မျိုးတွေဆိုလို့ရှိရင်အဲ့လိုကျွန်တော် challenge ဖြတ်တာလို့ရှိရင်အသွားအပြန်ကွာချက်ချင်းနေချင်းပြန်ဆိုလို့ရှိရင်ပေးကြမလို့ပေါ့နော်ကျွန်တော်သိတာအဲ့လိုပဲသိတာဘကိုးပဲပေါ့ကျွန်တော်သွားဖို့ရဲဟုတ်တယ်နော်ဟုတ်လားဘကိုးလားတော့မသိဘူးရပြီနော်ကဲထားလိုက်ပါတော့ကဲပြန်စားမယ်တက်ပါမယ်ဂုံးစားတက်ပါပြီအတက်ရှည်ပါတယ်
ဒီကောင်ညာဘက်ကလိုက်မယ်နော်ညာဘက်ကမအောင် လမ်းပိတ်မချောင်းတော့ဘူးလား လမ်းပေးမလျှော့တော့အရင်တော့လမ်းနေလျှော့တော့လူတွေတအားပြည့်ကျက်ပြီးအမိုက်တီပြစ်ကြပါညာနဲ့ဆိုတော့ရန်ကုန်မြေလေးကိုပြလိုက်ပါအောင်ပဲလေနည်းနည်းလေးပတ်လေး ရပြီဒီဘက်ကိုပြတရားကိုပြန်ပြကဲကုန်းတော့တက်ပြီးသွားပါပြီကျွန်တော်တို့ပြန်ဆင်းပါတော့မယ်သူကဆင်းတဲ့အခါမှာ2လမ်းရှိတယ်ညာဘက်ကိုချိုးတဲ့လမ်းရှိရယ်ဒဲလမ်းရှိရယ်ပေါ့နော်ညာဘက်ကိုချိုးလို့ရှိရင်တော့ကျွန်တော်ပန်းဆိုးတန်းဘက်ကိုဆင်းသွားမှာဖြစ်တယ်ကျွန်တော်ကပန်းဆိုးတန်းဘက်ကိုမသွားတော့ဘူးကျွန်တော်တို့ကပြည်သူရင်ဘက်ကိုသွားမယ်ဆိုတဲ့အတွက်ကြောင့်မလို့တက်ပဲဆင်းရပါမယ်အဲ့ဒါလေးချက်သတိထားပေးပါဒီမှာလိန်လုံးဝမှားလို့မရပါဘူးအစင်းနည်းနည်းလေးသတိထားပါအစင်းရှည်ပါတယ်ကားကြီးတွေဆိုလို့ရှိရင်တော့လုံးဝဂီယာကြီးနဲ့ဆင်းရမယ့်အနေထားပါတော့ကားလေးရတော့ပြဿနာတော့မရှိပါဘူးဒါပေမဲ့ပြဿနာမရှိဘူးဆိုတော့ညာလည်းပဲဆွတ်ဆက်ပြီးလှုပ်ပြီးတော့ကျွန်တော်လေဘာနင်းပြီးတော့မဆင်းတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖြည်းဖြည်းပဲပုံမှန်လေးပဲကျွန်တော်ဆင်းသွားတာပါဂီယာတော့မချိန်စရာမလိုပါဘူးချိန်ရင်လည်းချိန်ပေါ့နော်အစင်းရအရင်မသိတာဒီမှာအတက်ကတော့သိတာနော်ဆိုတော့ဦးစောကျွန်တော်တို့ဂိတ်ကတော့ဒီဘက်ချမ်းမှာမရှိဘူးရန်ကုန်ဘက်မှာမရှိဘူးတလဘက်မှာမရှိရနော်အခုအချိန်လေးကိုကျွန်တော်ပြန်ပြမယ်6နာရီနဲ့10မိနစ်ပဲဒီမှာရှိပါတယ်စောကျွန်တော်တို့တက်တာ9နာရီနဲ့59လားဟုတ်လား59ဆိုတော့59ဘယ်လောက်တော့ဒီမိနစ်9မိနစ်ပဲဆိုပါတော့နော်9မိနစ်ဝန်းကျင်လောက်ပဲဒီနေ့ကကားရှင်းတာလဲပါတာပေါ့နော်အဲ့တော့9မိနစ်လောက်မောင်းပြီးရတဲ့ရန်ကုန်ရွှေမြို့တော်ကြီးရဲ့တကယ်မြို့လေကောင်ပြန်ရောက်သွားတာပဲဖြစ်ပါတယ်โอเคဆိုတော့လောက်ပါပဲဒီတရားရတော့တော်တော်များများတော့မြင်ဘူးကြမှာပါဒါပေမဲ့ကျွန်တော်လည်းအခုမှရောက်ဘူးတဲ့အတွေ့အကြုံလေးနဲ့မောင်းပြပေးရတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျဘိုင်ဘိုင်နော်